အခုကဒီလောကမှာသူတရားသူယူတဲ့ပြည်ဒီလူကူတော်ကြီးစိတ်ဘူးတော်ငတ်တဲ့နာရောချူထီတော်ဘုံစစ်စစ်များနဲ့ရန်သူကြီးထီတော်များဇေယျကြီးကလက်ရည်သုံးပတ်နဲ့လေပူဇော်ရမင်္ဂလာအခါတော်ခင်ဗျာ